ကျွန်တော်ကချင်းပြည်နယ်ပလက်ဝမြို့ရိတ်ခါရက်ကွက်မှာ1960ခုနှစ်မတ်လ22ရက်နေ့မှာမွေးပါတယ်ကျွန်တော်အဖေကသတိပြန်ရှိဥထလိုင်းနိုင်ကုန်ပထမဆင့်မှာအမေကဒေါ်ပန်ရုပ်မိခိုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကို1960ခုနှစ်မှာမွေးတဲ့အချိန်မှာကျွန်တော်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာကျွန်တော်အဖေကပါလီမန်အမတ်နဲ့ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာမွေးတဲ့အတွက်မဲလဲနိုင်ခဲ့တဲ့အတွက်ကျွန်တော်ကိုအဲ့ဒီရွေးကောက်ပွဲနိုင်တဲ့အထိမ်းအမှတ်နဲ့မဲလူဆိုပြီးတော့ကျွန်တော်နာမည်မှတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ចောင်းသားဘွားတောက်လျှောက်ငယ်ကလေးရောတုတ်တူចောင်းသားဘွားမှာလည်းဆလိုင်းမဲလူနာမည်နဲ့လုပ်ပြီးတော့မှတမတော်မှာဝင်တဲ့အထိလေးကျွန်တော်ဆလိုင်းမဲလူဘိုးကြီးဆလိုင်းမဲလူဆိုတဲ့နာမည်နဲ့နေခဲ့ပါတယ်ဆိုတော့1990ကျမှကျွန်တော်စိုးထက်ဆိုပြီးတော့ဟိုနာမည်ပြောင်းပြီးတော့အခုနောက်ဆုံးတော့စိုးထက်ခေါ်ဆလိုင်းမဲလူနာမည်နဲ့ရက်တည်ပါတယ်ဆိုတော့ကျွန်တော်မိဘများကတော့အရင်ကတည်းကလွတ်လပ်မရခင်ကလွတ်လပ်ရပြီးမှရောဒီကျွန်တော်ချင်းဟိုနိုင်ငံရေးခေါင်းဆောင်ပေါ့လေအဲ့လိုလေးပါဝင်ခဲ့တယ်ဟိုချင်းတော်လိုင်းခေါင်းဆောင်တွေဖြစ်တဲ့ဦးအောင်သူမောင်တို့ကျန်တဲ့ခေါင်းဆောင်တော်တော်များများနဲ့လုပ်ခဲ့ပြီးမှ1962ခုနှစ်အာနာသိမ့်တဲ့အထိပေါ့နော်ကျွန်တော်တို့ချင်းပြည်နယ်ရဲ့ချင်းရေးရကောင်စီတဘာပတိလုပ်ခဲ့တယ်ကျွန်တော်ဖေရအခုကျွန်တော်တို့လက်ထက်ရောက်လာခဲ့ပြီပေါ့လေကျွန်တော်ကတော့အခုချင်းပြည်နယ်မဲဆန္ဒနယ်ပလဲဝမြို့နယ်ရဲ့အမှတ်1မဲဆန္ဒနယ်ကနေရွေးချယ်ခံဖို့ကျွန်တော်လက်ရှိစင်းပေးထားပြီးတော့လက်ရှိအဲ့ဒီတိုင်းပဲရွေးချယ်ခံဖို့စီစဉ်ထားပါတယ်ဆိုတော့ကျွန်တော်ကပလဲဝမှာသူငယ်တန်းကနေပြီးတော့10တန်းထိကျောင်းနေခဲ့တယ်ပြီးတော့စစ်တွေမှာ9တန်း10တန်းနေခဲ့တယ်နောက် regional first year second year အဲ့ဒီနှစ်နှစ်ကိုလည်းစစ်တွေမှာပဲကျွန်တော်ကျောင်းတက်ခဲ့တယ်နောက်တတိယနှစ်ကျတော့ရန်ကုန်အမှတ်နှစ်ဒေသကောလိပ်မှာတက်ခဲ့တယ်နောက် final တတဗေဒနောက်ဆုံးနှစ်ကိုတော့ကျွန်တော်ရန်ကုန်တက္ကသိုလ်မှာတက်ပြီးတော့1982ခုနှစ်မှာဘွဲရတယ်82ခုနှစ်မှာဘွဲရပြီးတော့83ခုနှစ်မှာကျွန်တော်ပလက်ဝမှာကျောင်းဆရာလုပ်တယ်တစ်နှစ်ခွဲကျောင်းဆရာလုပ်တယ်အဲ့ဒီကနေပြီးမှကျွန်တော်ဝါသနာပါတဲ့တက်ထဲကိုပြောင်းဝင်တယ်တက်ထဲကို1984ဇူလိုင်မှာစဝင်ပြီးတော့1985မေလ31ရက်နေ့မှာဒီအရာရှိပေါ့နော်စေမှုထမ်းဟောင်းစေမှုထမ်းအရာရှိဒုဗိုလ်အနေနဲ့ကျွန်တော်စဝင်တယ်တော့တက်မတော်မှာ29နှစ်လောက်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တယ်ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ဒီ2013ဧပြီလ10ရက်နေ့မှာကျွန်တော်အရက်ဖက်ကိုပြောင်းတယ်အရက်ဖက်ပြောင်းတယ်ဆိုတာတက်မတော်ကနေပြီးတော့ဌာနကူပြောင်းပြီးတော့အမျိုးသားလွှတ်တော်ကိုပြောင်းတယ်အမျိုးသားလွှတ်တော်မှာကျွန်တော်ဒုညွှန်ချုပ်စီမံဘာနာအဲ့ဒီတာဝန်နဲ့9နှစ်အမျိုးသားလွှတ်တော်မှာဒုညွှန်ချုပ်နဲ့ကျွန်တော်9နှစ်တာဝန်ထမ်းဆောင်ပြီးမှဒီ2018မေလ15ရက်နေ့မှာကျွန်တော်ဝန်ကြီးတောင်ပေးတယ်ဝန်ကြီးတောင်ပေးတဲ့အကြောင်းရင်းကပလက်ဝကကျွန်တော်တို့ရဲ့ဒေသခံစလိုက်အဇက်ခင်ကအခုနစီပင်သားရဲ့လက်စနဲ့စက်မှုလက်မှုဝန်ကြီးတောင်ကနေသူကအနားယူတယ်အနားယူတဲ့ခါကျတော့ကျွန်တော်တို့ချင်းပြည်နယ်မှာပလက်ဝကလူဦးရေအများဆုံးနေမြေလည်းအကျယ်ဆုံးဖြစ်တယ်ဆိုတော့ချင်းပြည်နယ်မှာလူဦးရေ9သိန်း3000လောက်ရှိတယ်မှာပလက်ဝမှာက3သိန်း1000လောက်ရှိတယ်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်ဒေသခံကိုပဲဝန်ကြီးပြန်ခတ်မယ်ဆိုတဲ့အချိန်ကျတော့ဒီလူကြီးတွေကကျွန်တော်ကိုတောင်းပေးတဲ့အတွက်ကျွန်တော်ဒီမေလ15ရက်နေ့မှာဒီဝန်ကြီးတောင်းပေးပြီးတော့မေလ29ရက်နေ့မှာကျန်းသစ္စာကျိန်ပြီးတော့ဒီချင်းပြည်နယ်လွှတ်တော်မှာကျန်းသစ္စာကျိန်ပြီးတော့ဝန်ကြီးစာဖြစ်တာအခု2နှစ်ကျော်သွားပြီပေါ့လေဆိုတော့2နှစ်ကျော်တဲ့ကာလမှာလဲကျွန်တော်တတ်နိုင်သလောက်ကိုစွမ်းညွန်စွမ်းရှိသလောက်ကျွန်တော်တောင်းယူရတဲ့စီမံသားရေးလက်စစ်နဲ့စက်မှုလက်မှုဝန်ကြီးအပြင်ဒီဟိုတယ်ခီးအဲ့ဒီဝန်ကြီးဌာနကိုပါတောင်းယူရတာဖြစ်တယ်အဲ့ဒီဌာန၄ခုရဲ့လိုအပ်ချက်တွေဖြစ်တဲ့နာတွေကိုကျွန်တော်တို့ဒီအစိုးရအဖွဲ့ကိုစားဒီပြည်နယ်ပေါ့ပြည်နယ်မှာရှိတဲ့မြို့နယ်9ခုလုံးအတွက်ခြုံငုံပြီးတော့ကျွန်တော်စူးစမ်းပြီးဆောင်ရွက်ခဲ့ပါတယ်ကိုယ့်ရဲ့တောင်းကိုတော့အတက်နိုင်ဆုံးရာနှုန်းမြေမဟုတ်တောင်မှတော်တော်များများတော့ကျွန်တော်လုံနိုင်ခဲ့တယ်လို့ကိုယ့်အကိုယုံကြည်ပါတယ်ကျွန်တော်မိသားစုနဲ့ပတ်သက်ပြီးတော့ပြောရင်တော့ကျွန်တော်မျိုးသမီးကတက်မတော်ကခွဲစစ်ပါကူဘုံမီတော့တန်းတန်းရေးပါသူကMBBS MSc surgery FRCS အင်္ဂလန်ကပြန်လာပါသူကအခုတက်မတော်ကနေပြီးခဲ့တဲ့ဒီနှစ်January လ29ရက်နေ့မှာပဲသူကလည်းတက်ပြည့်60နဲ့ပြင်ဆင်သွားပါပြီပြင်သွားပြီးတော့အခုတော့ပြင်ပမှာသူရဲ့ကျွမ်းကျင်တဲ့ဘာသာရပ်နဲ့ဒီပြည်သူကိုအလုပ်ကျွေးပြုလျက်ရှိပါတယ်ကျွန်တော်မှာတားတယောက်သမီးတယောက်ရှိတယ်တားကအခု28နှစ်ရှိပြီသမီးကတော့
25နှစ်ရှိပြီသူတို့နှစ်ယောက်လုံးကလည်းသူအခုဒီကုမ္ပဏီမှာအလုပ်လုပ်ပြီးတော့မှသူတို့ဟာသူတို့တမွေဝန်ကြောင်လုပ်နေကြတာပေါ့လေဟိုကျွန်တော်မိသားစုကအခုနေပြည်တော်မှာပဲနေပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းနေပြည်တော်မှာပဲအခြေချဖို့စီစဉ်ထားတာဖြစ်ပါတယ်ကျွန်တော်ကတော့အခုချင်းပြည်နယ်ဝန်ကြီးတာဝန်နဲ့ဒီမှာ2နှစ်ကျော်လာပြီဒီလာမယ့်21ရွေးကောက်ပွဲမှာရှင်ပြိုင်လို့ဟိုတကယ်လို့အနိုင်ရခဲ့လို့တာဝန်ပေးခဲ့ရင်တော့ဟိုတာဝန်ကြရမှာကျွန်တော်အကောင်းဆုံးစူးစမ်းပြီးဆောင်ရွက်မယ်လို့ရည်မှန်းထားပါတယ်ဆိုဒေတာဖွံ့ဖြိုးရေးအတွက်ကျွန်တော်ပလက်ဝဒေတာကနေအရွေးခံတာဖြစ်တယ်ပလက်ဝဒေတာဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်ချင်းပြည်နယ်တစ်ခုလုံးရဲ့ဖွံ့ဖြိုးရေးအတွက်ကိုပဲဖြစ်ဖြစ်နိုင်ငံတော်ရဲ့လိုအပ်ချက်ရှိတဲ့လုပ်ငန်းတာဝန်များအားလုံးမှာတာဝန်ထမ်းဆောင်နိုင်ဖို့အဆင့်သင့်ဖြစ်တဲ့အကြောင်းတော့ဒီမှာပြောချင်ပါတယ်ဆိုတော့ဒီလုပ်ငန်းတာဝန်များနဲ့ထမ်းဆောင်တဲ့အချိန်မှာတော့ဟိုကျွန်တော်တို့ချင်းပြည်နယ်မှာကဒီမြို့နယ်9ခုရှိတာမှာကျွန်တော်ပလက်ဝကလက်ရှိမှာအခက်အခဲဆုံးအချိန်ကိုရောက်နေတာပေါ့နော်ဆိုတော့အခုတနင်္ဂနွေလုံးတစ်ကမ္ဘာလုံးမှာကိုဗစ်ရောဂါတွေကိုကုသကာကွယ်ထိန်းချုပ်နိုင်အောင်ကြိုးစားနေပေမဲ့ကျွန်တော်ပလက်ဝမှာကလောလောဆယ်အဲ့ဒီရောဂါတော့ဖြစ်ပွားမှုမရှိဘူးဒါပေမဲ့အဲ့ဒီယောဂါကိုထိန်းချုပ်ကာကွယ်ဖို့လုပ်နေတယ်လို့ပဲကျွန်တော်တို့ကဒီ2015ကလေးကဒီအေတွေကပလက်ဝမြို့နယ်မှာအခြေချပြီးတော့မှရခိုင်ပြည်နယ်မြောက်ပိုင်းနောက်ချင်းပြည်နယ်ပလက်ဝမြို့နယ်အခြေခံပြီးမှသူလှုပ်ရှားတာဖြစ်တဲ့အတွက်စစ်ဘေးစစ်တမ်းကိုတော်တော်ခံနေရတာဖြစ်တယ်စစ်ဘေးတမ်းခံရတဲ့ဥစ္စာမှာဟိုအင်အားဒီစစ်ဘေးတမ်းတိုက်ပွဲရှောင်အင်အားဘယ်လောက်ထိတိုးလာလဲဆိုတော့အခုနောက်ဆုံးအနေထားရဆိုရင်တော့ကျွန်တော်တို့ဒီစင်းစရာများအရာပြန်ကြည့်ရရင်တော့ဟိုဒီနေ့မနေ့ကအထိပေါ့မနေ့ကအထိဟို IDP camp ကျွန်တော်ပလက်ဝမြို့နယ်မှာ၄ခုလောဆယ်ကျွန်တော်လှုပ်ထားတယ်ပလက်ဝရဲ့စမီးရဲ့မီးစာရဲ့စင်းစင်းဝါရဆိုပြီး IDP camp ၄နေရာကျွန်တော်တို့စုစည်းထားတယ်ဆိုတော့အဲ့ဒီမှာပလက်ဝမှာဆိုရင်မနေ့ကရတဲ့စင်းအထိမိသားစု1089စုရှိတယ်ဟိုကြား2183နဲ့မ2622စုစုပေါင်း4995ယောက်လက်ရှိပလောဝမျိုးပေါ်မှာပဲဒီတိုက်ပွဲရှောင်ဒုက္ခတွေအနေနဲ့ရောက်နေပါတယ်။နောက်စမီးမှာဆိုရင်ဟိုမနေ့ကအစင်းအထိ986မိသားစုရှိတယ်။အဲ့ဒီမှာကြားဆိုရင်1596မဆိုရင်တော့1988စုစုပေါင်း3384ဦးစမီးမှာလက်ရှိ IDP ကမှာရောက်နေတာဖြစ်ကျန်တာတော့ဟိုမီးစာမှာတော့အပြောင်းလဲမရှိဘူးဒီကိုကျွန်တော်ပြောသလိုပဲမိသားစု109စုရှိပြီးတော့မှဒီလူဦးရေ914ဦးကမီးစာမှာရှိနေတယ်နောက်တစ်ခါစိမ့်စင်းဝါကျေးရွာမှာဆိုလဲလူဦးရေ181မိသားစုရှိပြီးတော့မှလူဦးရေ924ဦးရှိပါတယ်ဆိုတော့အဲ့ဒါကြောင့် IDP camp ၄ခုလုံးမှာပေါင်းလိုက်ရင်တော့မိသားစု2140စုနဲ့လူဦးရေပေါင်း9400နဲ့9ဦးလက်ရှိ IDP camp ၄ခုမှာမနေ့ကအချိန်ထိဒီနေ့အချိန်ထိရှိနေပါတယ်ဆိုတော့ဒီပြောချင်တယ်ဒါပေမဲ့ IDP camp မှာရောက်တဲ့လူတွေကြီးပဲဒုက္ခတွေလို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကတနေ့လုံးမှာအခုကဟိုဒီတိုက်ပွဲကြောင့်စစ်ပွဲကြောင့်ဟိုဒုက္ခရောက်နေကြတာဖြစ်တယ်အခုဆိုရင်ဒီ2019နိုဝင်ဘာလောက်ကစပြီးစစ်ချိန်ကတအားမြင့်လာတယ်နိုဝင်ဘာဒီဇင်ဘာ2019နောက် January February March အခု April May June ပေါ့အခုရှင်တယ်ဆိုတော့ဒီဖက်မှာ2020မှာဆိုရင်တော့ဒီ March လဇန်လောက်ကစပြီးတောက်လျှောက်ကိုစစ်ချိန်ကတအားမြင့်တဲ့အတွက်ဟိုအဆိုးဆုံးအချိန်တွေကိုရောက်ပြီးတော့ဟိုတည်ကြည်ပျက်စီးမှုတွေလည်းများတယ်ဆိုတော့ကျွန်တော်စင်းစရာများအရာကဟိုတလောကအထိကဒီတေဆုံးတာအလုံးပေါင်း35ယောက်ကျော်သွားပြီနောက်ပြီးတော့တခါဒဏ်ရတာလည်း40ကျော်သွားပြီနောက်အိမ်နေမီးလောင်တာကလည်းအလုံး40ကျော်သွားပြီအဲ့ဒီအနေထားမျိုးရှိပါတယ်ဆိုတော့အခုကတက်မတော်ကနေပြီးတော့နေမြေရှင်းလင်းဖို့အတွက်လှုပ်တဲ့ချိန်မှာနေမြေရှင်းလင်းမှုကအခုဟိုပြင်းပြင်းထန်လှုပ်လာတဲ့အတွက်တိုက်ပွဲတွေလည်းဖြစ်လာတယ်နောက်အေးကလည်းအခုဆိုရင်သူတို့ထိန်းချုပ်ထားတဲ့ပလက်ဝမြို့အနီးနားတစ်ဝိုက်ကနေပြီးတော့ပြန်စွန့်ခေါ်သွားပြီဒါပေမဲ့လက်ရှိကတော့ကျွန်တော်တို့ပလက်ဝနေတဲ့မှာပဲကြီးလေတို့နောက်ကြီးလေချောင်းပြားတို့နောက်ဟိုကုန်းချောင်းဝဆိုတဲ့နေရာတွေမှာသူတို့အခြေပြုနေတော့မယ်အင်းအားလေးတော်တော်များသေးတယ်ဆိုတော့အဲ့ဒီကနေပြီးမှသူတို့ကဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်းဝင်ထွက်သွားလာလို့ရတာဖြစ်တဲ့အတွက်ဒီနေဆက်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဟိုလွတ်မြောက်နေရာမှာသူတို့နေပြီးတော့ဟာလာစေးကိုလက်ရှိလှုပ်ရှားနေတယ်လို့ကျွန်တော်အနေနဲ့ဟိုတွေးမိပါတယ်ကျွန်တော်ဖွံ့ဖြိုးရေးအတွက်ကိုအခုဟိုပလက်ဝမြို့နယ်အတွင်းမှာဆိုရင်ပြည်ထောင်စုကချပေးတဲ့ budget ပြည်နယ်ကချပေးတဲ့ budget တွေနဲ့ဟာလာတန်တာခေါ်ပြီးတော့ဒီလန်ဒရာတွေပညာရေးကျမ်းမာရေးအဆောက်အဦတွေ
တိဆောက်ပေမဲ့အခုဒီတိုက်ပွဲတွေကြောင့်အဲ့ဒီဟာတွေကတိဆောက်ရတာအင်တာမနှောင့်နေကြကြတယ်နောက်ပြီးတော့စစ်တွေကြောက်တော်ကရေလန်းကလည်းလက်ရှိမှာပိတ်ဆို့ထားတယ်နောက်ကြောက်တော်နဲ့ပလက်ဝကားလန်းကလည်းပိတ်ဆို့ထားတဲ့အတွက်ကျွန်တော်တို့ကဒီမတူပီစမီပလက်ဝအဲ့လန်းကိုအခုဟိုနှွေးမိုးဆောင်သွားလို့ရအောင်ကျွန်တော်စစ်စစ်နေတယ်အဲ့ဒီပြင်ဒီပလက်ဝရဲ့အထက်ဘက်ရှင်းလန်းဝါကနေပြီးတော့ကျွန်တော်တို့လိုင်လန်းပီရေဇာလိုင်လန်းပီရှင်းလန်းဝါအဲ့လန်းကိုလည်းကျွန်တော်တို့အခုအရေးပေါ်သွားလို့ရအောင်ဖောက်ပြီးတော့အဲ့ဒီဟာကိုလည်းနှွေးမိုးဆောင်သွားလို့ရအောင်နိုင်ငံတော်အစီအစဉ်နဲ့ဟိုပြင်ဆင်ပေးဖို့ဆောင်ရွက်နေပါတယ်ဆိုတော့အဓိကတော့အထွက်ပေါက်ကိုတော့ပလက်ဝစမီမတူပီနောက်ပြီးတော့မင်းတပ်ပေါ့နော်အဲ့လိုထွက်ပေါက်ကိုဟိုနှွေးမိုးဆောင်သွားလို့ရအောင်နိုင်ငံတော်ကနေအခုလက်ရှိမှာ4.5 billion လောက်ချပြီးတော့မှလမ်းကိုနှွေးမိုးဆောင်သွားလို့ရအောင်စီစဉ်နေတယ်အဲ့ဒီဟာကိုလည်းကျွန်တော်တို့လမ်းဦးစီးဌာနကနေပြီးတာဝန်ယူပြီးတော့တန်တာတွေပေးပြီးတော့ဒီဇင်ဘာ35ရက်31ရက်နေ့အပြီးအဲ့ဒါလုပ်ဖို့တော့ပြင်ဆင်နေတယ်လိုအပ်တဲ့ဟိုအဓိကလောက်ရမယ်ပထမဦးစားပေးဒုတိယဦးစားပေးဆိုတဲ့ဥစ္စာကိုလည်းရွေးချယ်ထားပြီးတော့လက်ရှိဆောင်ရွက်ဖို့ပြင်ဆင်နေပါတယ်ဟိုနိုင်ငံတော်ကလည်းပြီးခဲ့တဲ့ဧပြီ21ရက်နေ့မှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကလည်းကျွန်တော်တို့ပလက်ဝမှာတိုက်ပွဲကြောင့်ပျက်စီးဆုံးရှုံးနစ်နာသွားပြီးတော့ဟိုအခက်အခဲဖြစ်တဲ့ဥစ္စာရဲ့နောက်စားရည်ရိတ်ခါရှားပါမှုတွေကိုပါဟိုအားလုံးနိုင်ငံတော်အစီအစဉ်နဲ့ပံ့ပိုးဆောင်ရွက်ပေးမယ်ဆိုတဲ့အတွက်အခုလက်ရှိကိုပဲကျွန်တော်စာတင်ကျောင်းတွေပျက်စီးသွားတဲ့စာတင်ကျောင်းတွေစေကန်းတွေဟလာရွာတွေအိမ်တွေဟလာအဲ့ဒါတွေကိုအခုပြင်ဆင်ဖို့အတွက်ကိုကျွန်တော်တို့ဟိုပြည်တော်ဟိုချစ်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ပြည်တော်စုကိုတင်ပြဆောင်ရွက်ဆဲဖြစ်ပါတယ်လက်ရှိကိုလည်းကျွန်တော်တို့နိုင်ငံတော်ကပံ့ပိုးတဲ့လူကပြန်ကနေပံ့ပိုးတဲ့ဆန်စီစာပဲဟိုအဲ့ဒါမျိုးတွေရယ်နောက်ပြီးတော့ပြည်တွင်းပြည်ပကအလှူဒန်းနဲ့အလှူရှင်တွေလှူဒန်းတဲ့ပတ်စံနဲ့ဝယ်တဲ့ဆန်စီစာပဲနောက်တစ်ခါချစ်ပြည်နယ်အစိုးရအဖွဲ့ကဟိုထောက်ပံ့တဲ့ဆန်ဟလာနောက်ပြီးတော့ဒီဘာသာရေးအသင်းဖွဲ့တွေမြို့နယ်လိုက်ကအလှူရှင်တွေကလှူဒန်းတဲ့ပစ္စည်းတွေအားလုံးကကျွန်တော်တို့ဒီမတူပီစမီပလက်ဝလန်တိုင်းသွားတဲ့အချိန်မှာစမီမှာပဲအကုန်ပုံထားရတယ်ပလက်ဝကိုဆက်ပို့လို့မရဘူးပလက်ဝနဲ့စမီက42မိုင်ပဲရှိတယ်အဲ့ဒီလမ်းကြောင်းပေါ်မှာလုံခြုံရေးကအခုချိန်ထိစိတ်မချသေးတဲ့အတွက်ကျွန်တော်တို့ပို့လို့မရဘဲနဲ့စမီမှာတော့လိုအပ်ချက်တွေအပြည့်ဒီကဟိုပြည်တွင်းပြည်ပလှူတာတွေရောနိုင်ငံတော်ကလှူတာတွေရောပြည်နယ်အစိုးရလှူတာတွေပါဘာသာရေးအသင်းဖွဲ့နဲ့အခုနမျိုးအသီးသီးကလှူဒန်းတဲ့ဟာအားလုံးကစမီမှာပုံထားတယ်ကျွန်တော်တို့လုံခြုံရေးအခြေအနေကောင်းတဲ့အချိန်မှာဒါကိုပလက်ဝပို့ပြီးတော့ပလက်ဝဘက်ကနောက်ထပ်ဟို IDP ကန်း3ခုမှာရောက်နေတဲ့လူတွေကိုလည်းစက်တိုက်ထောက်ပံ့တော့ဖို့လုပ်သွားပါမယ်စမီမှာရှိတဲ့ဒုက္ခတွေအားလုံးကတော့စားရည်ရိတ်ခါရောနေမှုထိုင်မှုအတွက်အိမ်ရာဆောက်မှုရောအကုန်အဆင်ပြေတဲ့ဟာကိုတော့ဝန်တာပါတယ်ကျန်တဲ့ဘက်ကိုလည်းကျွန်တော်တို့နောက်ထပ်ဆက်လုပ်နိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်အကြောင်းပြောလိုပါတယ်ဟုတ်ကဲ့ရှိတယ်ခင်ဗျအကြောင်းတွေကကျွန်တော်တို့ကပြီးခဲ့တဲ့နှစ်ကတော့မှ2019-20ပညာသင်နှစ်မှာဆိုရင်ကျွန်တော်တို့ဆရာတို့လည်းသိတာပဲအကြောင်းပေါင်း212ကျောင်းဖွင့်လို့မရဘူးကျွန်တော်ပလက်ဝမှာဟိုဖွင့်လို့မရတဲ့အကြောင်းကဆရာဆရာမမရှိတာ196ကျောင်းကဆရာဆရာမတယောက်မှမရှိတဲ့ကျောင်းနောက်ကျန်တဲ့ကျောင်းတွေကတော့ဟိုဆရာဆရာမ1ယောက်စ2ယောက်စရှိတဲ့အလယ်တန်းကျောင်းတွေအထက်တန်းကျောင်းတွေပေါ့နော်ဆိုတော့အလုံးပေါင်းပြောရင်တော့ဖွင့်လို့မရ212ကျောင်းရှိခဲ့တယ်အဲ့ဒါကိုတော့အခုဆရာဆရာမတွေဟို volunteer teacher ပေါ့နော်380နိုင်ငံတော်ကနေခန့်ပေးတဲ့အတွက်အတိုင်းအတာခုတည်းတော့ပြည်လည်သွားတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီနှစ်ထက်ပို့ပြီးတော့ဒီ2020ဟိုမတ်လကစပြီးတောက်ချော့တိုက်ပွဲတွေကပြင်းထန်တာဖြစ်တဲ့တော့ချေးရွာတွေအားလုံးကထွက်ပြေးနေရပြီရွာတွေကတော်တော်များများပျက်စီးသွားတယ်ရွာတွေမှာရှိတဲ့လူတွေအားလုံးကလည်းအခုနဒုက္ခသည်စခန်းကိုရောက်ကုန်တယ်အဓိကပလက်ဝစမီအခုနစိန်စင်ဝါနဲ့ဟိုမိဇာမှာရောက်တာပေါ့မိဇာကတော့2015-16ကလေးရဖြစ်တဲ့ဟာကနေစူးစီးပြီးရောက်တာဒီဘက်က3ခုတော့အစ်စ်ပေါ့ဆိုတော့အခုပလက်ဝမှာရောက်နေတာဆိုရင်လေဒီပလက်ဝရဲ့အထက်ဘက်အောက်ဘက်အရှေ့ဘက်ကျေးရွာပေါင်း30ကျော်ကရှောင်းတဲ့လူတွေအားလုံးကပလက်ဝမြို့ပေါ်မှာမိသားစု1089စုရောက်နေတာပေါ့နော်ဒီဘက်ကဟိုစမီးမှာလည်းအဲ့လိုပဲဒီမိချောင်းထဲမှာရှိတဲ့တလောကဟိုပွေဝုံနားမှာဟိုပေါ့တမတော်စခန်းမိချောင်းဟိုဒီတမတော်စခန်းကိုဟိုအေးကတိုက်ပွဲဖြစ်တဲ့အချိန်မှာ42ရက်ကြာတယ်42ရက်ကြာတဲ့နောက်ပိုင်းမှာအဲ့ဒီဟာကိုတမတော်ကဟိုပြန်ပြီးတော့ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်တ
တဲ့ချိန်မှာလက်နဲ့ကြီးတွေကြပြီးတော့ကြေးရွာ3ရွာကတိတ်ဆုံးတာတွေတော်တော်ဖြစ်လိုက်တယ်အဲ့ဒီကစပြီးတော့မှစမီကိုတော့ဒုက္ခတဲ့နေနဲ့ရောက်လာတယ်စမီမှာလည်းလက်ရှိ986မိသားစုနဲ့3384ဦးရောက်နေတာဖြစ်တယ်အဲ့ဒီထဲမှာကျောင်းသူကျောင်းသားတွေအများကြီးပါလာတယ်ဆိုတော့အခုစမီမှာဆိုရင်ကျွန်တော်တို့စစ်တမ်းအရတလောအထိကတော့950လောက်ရှိတယ်အခုနောက်ထပ်တိုးလာတယ်ဆိုရင်1200 1300ဝန်းကျင်လောက်ရှိမယ်ကျောင်းသူကျောင်းသားတွေနောက်ပလက်ဝမှာလည်းအဲ့ဒီတိုင်းပဲပလက်ဝမှာလည်း1000နဲ့89မိသားစုကနေပြီးတော့ကျောင်းသူကျောင်းသားအနည်းဆုံး1500ကနေ2000လောက်ရှိမယ်အဲ့ဒါစစ်တမ်းကတော့လက်ရှိကောက်နေတုံးမယ်ဒါပေမဲ့ IDP ကဲမှာနေရတာကျွန်တော်ချင်းလူမျိုးတွေကမပျော်ပိုက်ဘူးဖြစ်နိုင်တော့ကိုယ့်ရွာမှာကိုယ်ပဲပြန်ကျင်တယ်ဒါပေမဲ့ကိုယ့်ရွာကိုပြန်ဖို့ကလည်းကန့်သက်ချက်အရာအခုဖြက်လိုက်လို့တဲ့ချိန်မှာလိုအပ်ချက်အရာကျွန်တော်တို့မပြန်ခိုင်းသေးဘူးဒီဟာကနောက်ထပ်1လကြာမလား2လကြာမလားပြောလို့မရဘူးအဲကြောင့်အခုကျောင်းဖွင့်မဲ့ဇူလိုင်21ရက်နေ့ဖွင့်မယ်ဆိုရင်အဲ့ဒီအတွက်ကိုကျွန်တော်အထက်တန်းကျောင်းတော်မှာရှိကျောင်းတွေမှာအခုရောက်နေတဲ့ IDP ကဲတိုက်ပွဲရှောင်မိသားစုတွေကိုကျွန်တော်တို့ကနေရာချဖို့အတွက်အခုအလှူခံပြီးတော့နိုင်ငံတော်ရဲ့ပံ့ပိုးတဲ့အဆောက်အဦတွေအလှူခံပြီးတော့စောက်တဲ့အဆောက်အဦတွေပေါ်မှာအခုစာတင်ကျောင်းတွေကမိသားစုတွေကိုကျွန်တော်ခွဲပြီးတော့လုပ်နေတယ်ဆိုစာတင်ကျောင်းအားလုံးကိုဇူလိုင်15ရက်ဆိုရင်ပြန်အပ်မယ်သူတို့အဲကြောင့် COVID-19 နဲ့ဆိုင်တဲ့ case ပဲဖြစ်ဖြစ်ဒီအခုတိုက်ပွဲရှောင်ပဲဖြစ်ဖြစ်ကျွန်တော်စာတင်ကျောင်းနဲ့အကုန်အိမ်ယာတွေမှာချပြနေအောင်လုပ်နေပါတယ်ဆိုတော့အခုနကျောင်းသူကျောင်းသားတွေကိုဘယ်လိုလုပ်မလဲဆိုတော့လက်ရှိကသူတို့ရွာတွေမှာရှိတဲ့ကျောင်းတွေလည်းပျက်စီးသွားတာရှိတယ်အိမ်ရွာတွေမှာလည်းလူမရှိတဲ့အတွက်စာတင်ဖို့မဖြစ်နိုင်တော့ဒီမိချောင်းတရိုးမှာရှိတဲ့အိမ်တွေရွာတွေနောက်ပြီးတော့ပလက်ဝအရှိအနောက်ဟလာဒီတောင်မြောက်မှာရှိတဲ့ကြေးရွာတွေပေါ့နော်အဲ့ဒီဟာတွေလည်းသူ့ရွာကိုသူပြန်လို့မရစာလက်တင်လို့ရမှာမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်တို့ကစူးစီးရွာတွေဖြစ်တဲ့အခုစမီးပလက်ဝနောက်စိတ်စင်းဝမိစာဆိုတဲ့၄နေရာမှာပဲတင်ဖို့လုပ်တဲ့အချိန်မှာကျောင်းသူကျောင်းသားအခုနဆရာပြောသလိုကျွန်တော်အတိအကျတော့မရပါပဲဒီစမီးမှာဆိုတာအနည်းဆုံး1200ဝန်းကျင်လောက်ရှိမယ်ပလက်ဝဆို1500နဲ့2000ဝန်းကျင်လောက်ရှိမယ်မိစာမှာလည်းအဲ့လိုပဲ150ဝန်းကျင်လောက်ရှိမယ်ကျောင်းသားတိုးတာနောက်စိတ်စင်းဝမှာလည်း200ကျော်လောက်ရှိမယ်ကျောင်းသူကျောင်းသားတိုးတာအဲ့လိုမျိုးတွေပေါင်းလိုက်ရင်တော့လေ4-5တောင်လောက်တော့သေချာပေါက်ရှိတယ်ဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်တို့ဘာတွေပြင်ဆင်လဲဆိုတော့စာသင်ကျောင်းဆောင်တွေကိုပျက်စီးသွားတဲ့ကျောင်းဆောင်တွေကိုအခုကျွန်တော်တို့ပြင်ဆင်ဖို့လုပ်နေတယ်ပြည်တော်စုကိုလည်းတင်ပြပြီးတော့မှအဲ့ဒီကရတဲ့ဘာနာကိုလည်းဆောက်ဖို့လည်းပြင်ဖို့လည်းလုပ်နေတယ်နောက်ပြီးတော့ဒီအလှူရှင်တွေရဲ့လှူတဲ့ပတ်စံတွေနဲ့ဟာလာရတဲ့ဘာနာနဲ့ကျွန်တော်တို့ပေ80ပေ30အဆောင်တွေကိုဆောက်ဖို့အတွက်ကျွန်တော်တို့ပေါ့လက်ရှိမှာစမီပလက်ဝနောက်ပြီးတော့စိန်စင်ဝအဲ့ဒါ2ဆောင်စီဆိုတော့6ဆောင်နောက်မိစာအတွက်1ဆောင်9ဆောင်အဲ့ဒါကိုနိုင်ငံတော်ကနေပြီးတော့ပြောရင်တော့ IDP camp တွေမှာရှိတဲ့လူတွေ COVID-19 facility quarantine ထားနိုင်အောင်ဆိုပြီးတော့ပေ80ပေ30အဆောက်အဦကိုပေါ့350နှုန်းချပေးတယ်အဲ့ဒါကိုကျွန်တော်တို့အလှူရှင်တွေရဲ့ပတ်စံနဲ့အခုနောက်ထပ်ကောင်းအောင်ပေါ့လုပ်ပြီးတော့မှတက်သားတိုင်နဲ့နောက်ထုတ်ရောက်တိုက်ဖြတ်အားလုံးကိုတက်သားနဲ့လုပ်မယ်ပြီးတော့သွတ်မုံမယ်အကာကတော့ဝါးနဲ့ပေါ့ဝါးထရံနဲ့ကာမယ်မြေဆိုင်ပေါ့အဲ့ဒါတကယ်တော့ facility quarantine လုပ်မဲ့အစီအစဉ်အဲ့ဒါကိုပဲ facility quarantine ရှိရင်လည်းထားမယ်မရှိရင်လည်းကျွန်တော်ကျောင်းသူကျောင်းသားတွေအတွက်ကိုစာသေးဆောင်အနေနဲ့သုံးမယ်လို့စီစဉ်ထားတယ်အဲ့ဒါစမီးမှာ80-30 2ဆောင်စိတ်စင်ဝါမှာ80-30 2ဆောင်ပလက်ဝမှာလည်း80-30 2ဆောင်အဲ့လိုလေးလုပ်လိုက်လို့ရှိရင်အဲ့ဒီမှာလည်းပေ80ဖြစ်တဲ့အတွက်ပေ20စီကန့်လိုက်လို့ရှိရင်စာသင်ခန်း4ခန်းစီထွက်လာမယ်2ဆောင်ဆိုစာသင်ခန်း10ခန်းထွက်လာမှာပေါ့နော်အဲ့လိုလေးကျွန်တော်လုပ်နေဆိုတော့အဲ့လိုလုပ်ပြီဆိုရင်ပရိဘောဂတွေကလိုပြန်ပြီပရိဘောဂကိုလည်းအခုအလှူရှင်တွေကျွန်တော်ရှာနေတယ်အဲ့ရတဲ့အလှူရှင်တွေရဲ့လှူဒန်းမှုနဲ့ထိုင်ခုံတွေပေါ့ဒီစာသင်တဲ့စပွဲလေးရယ်နောက်ထိုင်တဲ့ထိုင်ခုံရယ်အဲ့ဒါဒီ one set တစ်စုံကိုကျွန်တော်9000နှုန်းနဲ့အဲ့ဒါအခုကျွန်တော်အလှူခံဖို့လုပ်နေပါတယ်ရလို့ရှိရင်တော့အခုလက်ရှိကိုပဲမိစာမှာကလည်းကျောင်းသူကျောင်းသား400လောက်တိုးတာဖြစ်တဲ့အတွက်စာသင်ကုန်အစုံ100လို့တယ်အဲ့အတွက်ကိုတစ်စုံကို9000နှုန်းနဲ့ကျွန်တော်တို့အဲ့ဒီလှူဒန်းမှုတွေကိုအခုအလှူကောက်နေတယ်နောက်စမီးမှာဆိုရင်ပုံများတာပေါ့စမီးမှာဆိုရင်ဟိုရဲ့မိစာရဲ့4စားလောက်ရှိမယ်3စားလောက်ရှိမှာပေါ့1200ဆိုတော့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ကထိုင်ခုံကအနည်းဆုံး300လောက်အစုံ300လောက်လိုမယ်ဘာဒီလိုတဒန်းမှာလူ4ယောက်စတင်မှာဖြစ်တဲ့အတွက်300ဆိုရင်1200စာလောက်ရမှာပေါ့နော်ပလက်ဝဆိုရင်ကျွန်တော်ထင်တယ်2000လောက်ရှိမယ်2000ဆိုစတင်ကုန်အနည်းဆုံးအစုံ250လောက်လိုမယ်အဲ့အတွက်ကိုတော့ကျွန်တော်တို့ပြည်တော်စုကိုလည်းတင်ပြမယ်
နောက်အလှရှင်တွေလည်းရှာပြီးတော့မှစာတင်ဆောင်တွေနဲ့စာတင်ကားနေမှာဒီ pre-book နဲ့ကလေးတွေစာတင်နေအောင်ကျွန်တော်တို့လုပ်သွားမှာဆိုတော့အခု2လ3လအထိဟိုဒီစစ်ချောင်းစခန်းမှာတော့သူတို့နေရလေးအောင်မယ်အဲ့ဒီပြင်အဲ့ဒါထဲလဲကြာသွားနိုင်ပါတယ်အားကြောင့်ကိုဒီတစ်နှစ်ကတော့ကျောင်းသူကျောင်းသားတွေအားလုံးဒီအခုနကန်၄ခုမှာရှိတဲ့အထက်တန်းကျောင်းအလယ်တန်းကျောင်းမူလတန်းကျောင်းတွေမှာတက်နိုင်အောင်ကျွန်တော်တို့ဟိုပြည်နယ်အစိုးရအနေနဲ့တာဝန်ခံပြီးလုပ်မယ်ကျွန်တော်ကနေမြေကဝန်ကြီးဆိုတော့အဓိကတော့ကျွန်တော်ပဲဥဆောင်ပြီးတော့အဲ့ဒီကိစ္စတွေကိုဟိုစီစဉ်နေပါတယ်ခင်ဗျနော်ကျန်တဲ့လူတွေကလည်းစိတ်ရအခြေအနေကဘယ်သူမှအဲ့ဒီဘက်ကိုမသွားနိုင်ဘူးကျွန်တော်ကနေမြေကဝန်ထမ်းတွေနဲ့နေမြေကမှာရှိတဲ့ဒီကျွန်တော်ရမီရဖတ်တွေနဲ့ဖုန်းနဲ့ဟဲ့လားဒီလိုအဆက်အသွယ်လုပ်ပြီးတော့လူချင်းတွေ့ပြီးတော့အဲ့ဒါတော့ဖြစ်အောင်တည်ဆောက်နေနောက်ပြီးတော့တစ်ချက်ကတကယ်လို့စာသင်ဆောင်တွေမလောက်ခဲ့ရင်ဟိုစာသင်ခုံတွေမလောက်ခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့တနေ့လုံးပေါ့မနေ့9:00နာရီကနေညနေ3:00နာရီခွဲထိတက်တဲ့ကြောင်းမလုပ်တော့ပဲနဲ့မနေ့ပိုင်းတဝက်တက်တဲ့ကြောင်းညနေပိုင်းတက်တဲ့ကြောင်းမြို့ကြီးတွေမှာဆိုအဲ့လိုလုပ်တယ်ဆိုတော့မနေ့8:00နာရီကနေဟိုမှာညနေ့လေ7:00နာရီထိဒါတစ်ဖြတ်ပေါ့နော်မနေ့ပိုင်းတက်တဲ့အဖွဲ့နောက်ညနေ7:00နာရီကနေညနေ4:00နာရီထိတက်တဲ့အဖွဲ့ဒီလိုလေးစာသင်ချိန်ကို2ချိန်ခွဲလိုက်လို့ရှိရင်ဝန်ဆောင်မှုနဲ့ပို့ရသွားမယ်လို့လေအဲ့လိုပညာရေးဌာနနဲ့ကျွန်တော်ညှိထားတယ်ဒီနေ့တောင်မှကျွန်တော်တို့လူမှုဝန်ကြီးနဲ့ပညာရေးချင်းပြည်နယ်ပညာရေးမှုနောက်ပြီးတော့ကျန်းမာရေးပြည်နယ်မှုပေါ့နော်ဒါတွေနဲ့ကျွန်တော်3နိုင်မှာအစည်းအဝေးလုပ်ထားတယ်အဲ့ဒီကိစ္စတွေပလက်ဝရဲ့စပိဒုက္ခတွေမှာဖြစ်နေတဲ့အဖြစ်အပျက်တွေနဲ့သူတို့အတွက်တိဆောက်ပေးရမယ့်ဟာကိုအစည်းအဝေးခေါ်ထားတယ်ကျွန်တော်တို့နော်အဲ့လိုလေးဟိုစာသင်မှုအဆင်ပြောင်းလဲကျွန်တော်လုပ်တယ်အစိုးရတစ်ခုတည်းနဲ့လုပ်လို့မရတဲ့အတွက်ဟိုနာပြည်တွင်းပြည်ပကလှူဒါန်းတဲ့ပတ်စံတွေနဲ့နောက်ဒီခါဒီဘာသာရေးအသင်းဖွဲ့တွေရဲ့ကောက်ခံပေးတဲ့အလှူငွေတွေနဲ့ကျွန်တော်တိဆောက်နေတယ်အဲ့ဒီထဲကပဲဆန်လဲဝယ်ပေးတယ်ဟိုနဲ့လိုအပ်ချက်တွေလည်းဖြစ်စီပေးနောက်ဆုံးသူတို့ဟိုသုံးဖို့အတွက်ဓာတ်တော်မှာဝယ်ပေးရတယ်ကျွန်တော် IDP ကဆိုတော့ကကျွန်တော်ပခုတ်ခွာနေဓာတ်အလဲ300ဝယ်ပြီးတော့ကျွန်တော်စမီးကိုပို့ထားတယ်ရှေ့ပိုင်းကလည်းအဲ့ဒီအလှူရှင်တော်တော်များများလဲဓာတ်အလဲ100 200ဝယ်ပြီးတော့အလှူတွေပေးတယ်ကျွန်တော်တို့ကဒုက္ခတွေပြေးလာတဲ့အချိန်မှာဓာတ်ရောပေါက်ပြားတွေတခုမှမပါလာဘူးလက်ချီပြေးလာတာဖြစ်တဲ့အတွက်သူတို့ရဲ့လက်ရှိလက်သုံးကရိယာလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးနေတယ်လို့ဆရာတို့ပြောချင်တယ်နောက်ပြီး IDP ကမှာလည်းသူတို့ဒီတိုင်းနေပြီးတော့ဒီအလှူရှင်ရဲ့ထောက်ပံ့တဲ့ဟာနိုင်ငံတော်ထောက်ပံ့တာကိုထိုင်စားနေမယ်အစားသူတို့အလုံးနဲ့သူတို့ဟာသူတို့ဝင်ငွေရအောင်ကျွန်တော်အခုသူတို့လက်မှုပညာတွေလုပ်တတ်တယ်ချင်းတောင်းတွေရက်တယ်ခမောက်တွေရက်တတ်တယ်နောက်ပြီးတောင်းတွေပလုံးတွေအမျိုးမျိုးပေါ့နော်လက်သုံးကရိယာတွေနောက်ပြီးဆံပြတဲ့ဘန်းတွေဟာလာအမျိုးမျိုးသူတို့လုပ်တတ်တယ်အဲ့ဒါကြောင့်အဲ့ဒါတွေလုပ်ပြီးတော့မှရောင်းတဲ့ဈေးကွက်ရအောင်လေကျွန်တော်လက်ရှိမှာစီစဉ်ပေးနေတယ်ဆရာကျွန်တော်တို့လက်ရှိလုပ်နေတာအမှန်နဲ့ဆရာပြောလို့အခုကကျွန်တော်တို့ရွတ်ပြတဲ့ data တွေကဟိုဟာပေါ့ဟိုမိသားစု2000ကျော်နဲ့လူဦးရေ9000ကျော်ကစစ်ချောင်းစခန်း၄ခုမှရောက်နေတာပေါ့နော်အဲ့ဒီပလက်ဝမှာကပလက်ဝမြို့နယ်တနေလုံးမှာလူဦးရေက3,000 လောက်ရှိတယ်ဆိုတော့3,000ကဘယ်လိုဖြန့်ခွဲနေလဲဆိုတော့ကလရန်မြေရိုးမှာကဟိုဟာပေါ့9,000ခွဲ6,000လောက်ရှိတယ်နောက်ပြီးဒီဘက်ကဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိုရင်ပီချောင်းရှိတယ်ပီချောင်းဘက်မှာလည်းလူဦးရေက9,000ကျော်1,000လောက်ရှိတယ်နောက်တစ်ခါဒီဟိုစမီဖက်ချမ်းဒီမိချောင်းပေါ့အဲ့ဒီဘက်ကမိခိုးနေတာ2,000ခွဲလောက်ရှိတယ်နောက်တစ်ခါလေးမျိုးချောင်းဘက်မှာလည်း1,000ခွဲလောက်ရှိတယ်အဲ့ဒါအလုံးစုလိုက်ရင်တော့3,000 လောက်ရှိတာပေါ့လက်ရှိဟိုနေမြေမလုံခြုံမှုဖြစ်နေတာကပီချောင်းတစ်ချောင်းလုံးဆိုရင်အေးရထိန်ချုပ်ထားတဲ့နေရာမျိုးဖြစ်သွားပြီပလက်ဝတစ်ချောင်းလုံးဆိုလေအခုကတပ်မတော်ကနေပြန်ပြီးတော့နေမြေစုမှုရေးလုပ်နိုင်တဲ့အတွက်ဟိုပလက်ဝနဲ့ဟိုတော်ရိုင်ဂျာနောက်ဘင်္ဂလားဒေ့ရှ်နယ်စပ်အဲ့ဒီမှာတော့လက်ရှိအေးကလည်းသူတို့ဟာသူတို့လှုပ်ရှားနိုင်သေးတယ်နောက်စမီဘက်မှာကြတော့လေအခုကအေးကအရင်တော့မလှုပ်ရှားဘူးဒီ2020ဒီဘက်ကမတ်လဧပြီလနောက်ပိုင်းကျတော့အဲ့ဒီဘက်မှာပါဝင်လှုပ်ရှားလာတဲ့အနေအထားမျိုးရှိတယ်နောက်လေးမျိုးချောင်းတန်တောင်ဘက်မှာအရင်တော့ဒီလေးမျိုးချောင်းရဲ့အောက်ပိုင်းချမ်းမှာလှုပ်ရှားတယ်အဲ့ဒါကဟိုရခိုင်နယ်စပ်နဲ့လည်းနီးစပ်နေတဲ့အတွက်မြောက်ဦးနောက်ပြီးတော့မင်းပြားနဲ့လည်းနီးစပ်နေတဲ့လှုပ်ရှားမှုရှိတယ်အခုကျတော့အဲ့ဒီလေးမျိုးချောင်းရဲ့အဖျားဒီစမီနဲ့နယ်စပ်အဲ့ဒီဒီမှာပါအခုကအေးကဟိုလင်းဟို100 200 300ဒီလိုပေါ်ပြီးလှုပ်ရှားနေတာတွေရှိနေတယ်ဆိုတော့တနေ့လုံးလှုပ်ရှားနေတယ်ဆိုပါတော့เนาะဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ဟိုစစ်ပေးနဲ့ဓာတ်ရိုက်မထိသေးတော့လေအဲ့ဒီနေမြေမှာအခုပြောရင်တော့သူတို့လာလို့ရှိရင်လေအေးလာလဲဆန်နေပေးရတယ်ဟိုဝက်တွေကြက်တွေဟလာနွားတွေကအစားအဲ့လိုပေးရတယ်သူတို့တောင်းတဲ့ဟာကိုဟိုဖြောင်းပေးရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ဒီခမ်းမကြီးဆိုတော့လူကြီး6,000ကျော်လောက်ကစစ်ဘေးဒဏ်ကိုခံနေရတာပဲเนาะ IDP ကမှာမရောက်တာရှိတယ်လူကြီး6,000ကျော်ကစစ်ဘေးဒဏ်ကိုခံနေရဆိုသူတို့လည်း
အခုနေမှာအရန်ခက်ခဲတယ်တောင်ရလုံးလုံးမရတာကြာခဲ့ပြီတောင်ရက2015ဒီအေးတွေလှောက်ရှားတွေကတောင်ရသွားရင်မိုင်းနေတယ်တောင်ရသွားလို့ရှိရင်အဖမ်းခံရတယ်အဲ့လိုပြတော့တရှုတောင်ရတယ်လို့မလုပ်နိုင်ဘူးမြို့နဲ့ရွာနဲ့နီးတဲ့နေရာလောက်မှာပဲနည်းနည်းပါလုပ်လို့ရတယ်ပြောရင်တော့တောင်ရဆိုရွှေ့ပြောင်းတောင်ရလှည့်ပြောင်းတဲ့တောင်ရဖြစ်တယ်သူကဝေးတဲ့နေရာဟလာနှစ်ချို့ပေါ့နော်အဲ့လိုဝါးတွေတစ်တရှိတဲ့နေရာကျမှစဘာကောင်းတာဟုတ်အဲ့လိုနေရာတွေသွားလို့မရဘူးသွားရင်လည်းမိုင်းနေတယ်အဲ့လိုဆိုတော့အခုတောင်ရလည်းမသွားရဘူးတောင်ရလည်းမလုပ်ရဘူးဖြစ်တဲ့ပုံမှာစားဖို့အရန်ခက်ခဲလာတယ်ဆိုတော့ပြီးခဲ့တဲ့နှစ်ကလည်းတောင်ရမလုပ်ဘူးအခုဆန်နေရှားလာတယ်ဒီနေ့ဆိုပိုဆိုးသွားပြီတောင်ရလုပ်ဖို့ဘလို့မှမရတဲ့အနေထားပြနောက်နှစ်တွေဆိုပိုဆိုးလာမှာဆိုတော့ဒီအတွက်ကိုတော့ကျွန်တော်တို့အခုရက်ပိုင်းလေးမှာတော့ခက်ခဲနေသေးတာပလက်ဝနဲ့ပေါင်းဝင်ကျင်မှာဖြတ်လုပ်တဲ့အတွက်တွေ့ရနဲ့တွေ့ရသွားခွင့်မပေးဘူးစစ်ချောင်မှာရောက်နေတဲ့လူကတော့စစ်ချောင်မှာထောက်ပံ့မှုအတိုင်းသာရပါမယ်ရွာတွေမှာရှိတဲ့လူတွေကတွေ့ရနဲ့တွေ့ရတူးသွားလို့မရဘူးနောက်သူတို့မှလည်းဆန်တွေလည်းမရှိဘူးဟိုစပားတွေလည်းမရှိတော့ခါကြတော့အရန်ခက်ခဲတယ်အဲ့ဒါကိုတိတဲ့အတွက်ဟိုကျွန်တော်ဆိုရင်ပြီးခဲ့တဲ့ဟိုပေါ့Aprilမေလ14ရက်အထိပဲကျွန်တော်ရိတ်ခါပို့ထားတာမေလ15နောက်ပိုင်းကစပြီးတော့တယောက်ပတ်ကိုဆန်ရပို့လို့မရတဲ့အနေအထားဖြစ်တဲ့အတွက်အခုဆိုရင်မြို့ပေါ်မှာပလက်ဝမှာဆိုကျွန်တော်ဆန်ကုန်သွားပြီ IDP ကန်အတွက်တောင်မှစားကြမရှိတော့ဘူးအဲ့ဒါကြတော့ဘယ်ကနေဝယ်ရလဲဆိုမြို့ပေါ်မှာတချို့ဟိုမိုးတွင်အတွက်စုဆောင်ထားတဲ့ဆန်တွေရှိတယ်အဲ့ဒါတွေကိုတအိတ်ကို6000ခွဲနဲ့ဝယ်ရတယ်အဲ့ဒီ IDP ကန်အတွက်ကိုပါအဲ့ဒီကြေးရွာမှာရှိတဲ့ဆန်တွေကိုဝယ်ပြီးမှကျွန်တော်စီကလည်းပို့တယ်တလောကဆိုကျွန်တော်စိုင်း50အတွက်32သိန်း5000ဒီကပို့ပေးလိုက်ရတယ်စိုင်းတအိတ်ကို6000ခွဲနဲ့အဲ့ဒါကို IDP ကန်ကိုကျွေးတယ်နောက်တစ်ခါရန်ကုန်မှာဖွဲ့ထားတဲ့ RCCI ဆိုတဲ့ဟာကလည်းကြေးရွာတွေကနေ direct ဆက်သွယ်တာရှိတယ်တချို့ဥမာပလက်ချောင်းတွေကကင်ချောင်းတွေကနောက်ပြီးတော့အခြားကလတိုင်မြရဲ့ပလက်ဝအထက်ပဲအောက်ဖက်ပေါ့ဒီလိုကတောင်းတဲ့ချိန်ကြတော့သူတို့ကိုကျွန်တော်တို့ကပတ်စံလွှဲပေးတယ်ပတ်စံလွှဲပြီးတော့ရှိတဲ့လူစီကနေပြန်ဝယ်စားတဲ့စနစ်ပေါ့နော်တချို့ကလည်းအဲ့ဒီဒေတာမှာခုနစုပုံထားပြီးတော့လှောင်ထားတဲ့လူတွေရှိတယ်သူတို့စီမျှဝယ်စားတဲ့စနစ်အဲ့လိုလေးနဲ့ကျွန်တော်ပတ်စံထောက်ပံ့ပေးရတယ်အခုနောက်ပိုင်းဒါပေမဲ့ကံအားလျော်ဆိုကျွန်တော်တလောကရှင်းလောကလေးရောက်ခဲ့တယ်ရှင်းလောကရောက်တဲ့ရှင်းလောကကနေပြီးတော့ရှင်းလောကမိစာအဲ့ဒီဘက်ကလူတွေကိုတော့ဆိုင်အိတ်ပထမကြီးကျွန်တော်တို့3000ဟိုဆိုင်အိတ်300ပို့350ပို့ခဲ့ဘူးတယ်အဲ့ဒါပြီးတော့ဒုတိယကျင်ဆိုင်အိတ်300တတိယကျင်ဆိုင်အိတ်400အဲ့လိုပို့ပြီးတော့အခုနောက်ဆုံးကျွန်တော်ရှင်းလောကသွားတဲ့ချိန်မှာဆိုင်210ထပ်ပြီးတော့ပို့လိုက်တဲ့အတွက်သူတို့ဒီကလရံမြေအဖျားဘက်ကရှိတဲ့မိစာနဲ့အထက်ပေါ့နော်ဒါတွေကတော့စားဖို့တောက်ဖို့အတိုင်းတာတစ်ခုစီအဆင်ပြေတယ်ဆန်ဝယ်စားလို့လည်းရတယ်ဒီပလက်ဝကျတော့ပို့လို့မရတဲ့အတွက်အခုနကျွန်တော်တို့ပြောတဲ့နီးလန်းနေပေါ့ပိုရှန်လာတဲ့အဲ့ဒီဟာကိုပတ်စံပေးပြီးဝယ်တဲ့စနစ်ဒါပေမဲ့ပြီးခဲ့တဲ့15ရက်နေ့ကတော့ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတော့ကားသမားတွေနောက်ဒေသခံလူကြီးတွေကိုညှိနှိုင်းပြီးတော့မှဆန်အိတ်ပလက်ဝကို435အိတ်ကျွန်တော်ပို့ခဲ့တယ်ဒီအခုလ15ရက်ပေါ့နော်အဲ့ဒါနဲ့ဒီဟာကတော့ IDP ကန်အတွက်ကောနောက်မြို့ပေါ်မှာရှိတဲ့ရက်ကွက်တွေမှာရှိတဲ့စားစရာမရှိတဲ့လူတွေနောက်ပြီးတော့ဝန်ထမ်းတွေပေါ့အဲ့ဒါကိုတော့ကျွန်တော်တို့ကဒါပြည်သူလူထုကလှူဒန်းတာပတ်စံနဲ့ဝယ်ထားတာဖြစ်တဲ့အတွက်အခမဲ့ကျွန်တော်ဖြန့်ထားတယ်ဟို435အိတ်15ရက်နေ့ကဖြန့်ထားတယ်အခုဒီရက်ပိုင်းမှာတော့ဒီစမီးမှာဆိုင်း6000ကျော်လောက်ရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီထက်ကမှဆိုင်း3500နဲ့ဆန်စီစာအချိုးကြကိုအခုဟိုကျွန်တော်တို့ပလက်ဝပို့ဖို့အတွက်ကိုနိုင်ငံတော်ကိုအကူအညီတောင်းတယ်အဲ့ဒီကနေပြီးတော့အခုတပ်မတော်ကနေတာဝန်ယူပြီးတော့လုံခြုံရေးရောမော်တော်ယာဉ်လို့တပ်မတော်ရဲ့ယာဉ်တန်းတွေနဲ့ကျွန်တော်တို့ပို့ဖို့အခုလုပ်နေတယ်လုပ်တဲ့အတွက်မကြခင်တော့ဆိုင်း3500တော့ပလက်ဝအတွက်ကိုရောက်သွားမယ်ကျန်တဲ့လိုတဲ့နေရာတွေကိုလည်းကျွန်တော်တို့ဖြတ်မှာပေါ့နော်အဲ့လိုလေးတော့စီစဉ်ထားပါတယ်ကျွန်တော်တို့ကဒီချင်းပြည်နယ်မှာတော့ပလက်ဝမြို့နယ်ကတိုက်ပွဲရှောင်အများဆုံးပေါ့နော်အဲ့ဒီဟာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ပြည်နယ်အဆင့်ဒီတိုက်ပွဲရှောင်ကူညီထောက်ပံ့ရေးကော်မတီကိုဖွဲ့ထားပါတယ်အဲ့ဒါကတော့ focal ဝန်ကြီးဖြစ်တဲ့လူမှုရေးဝန်ကြီးဦးပေါင်လမင်းထံကဥက္ကဋ္ဌကျွန်တော်ကဒုဥက္ကဋ္ဌနောက်ပြီးတော့ဒီဘေးစီမံကပြည်နယ်မှုကတော့အတွင်းမှုနဲ့ကျွန်တော်အဖွဲ့တွေဖွဲ့ထားတယ်အဲ့ဒီကနေပြီးတော့ဒီအလှူရှင်တွေကလှူတဲ့ဟိုငွေနဲ့ဆံဝယ်တဲ့ကိစ္စတွေနောက်ပြီးနိုင်ငံတော်ကထောက်ပံ့တဲ့ဒီလူမှုဝန်ထမ်းဌာနကထောက်ပံ့တဲ့ပတ်စံတွေနဲ့ဆန်စီစာပေးအဲ့ဒါကိုပလက်ဝပို့ဖို့လေကျွန်တော်လုပ်တယ်ဆိုတော့ရခိုင်ပြည်နယ်မှာရှိတဲ့ချင်းတွေကလည်းအနည်းဆုံးဟိုကျွန်တော်တို့စင်းအရာ9000ကျော်လောက်ရှိတယ်လို့သိထားတယ်ဆိုတော့သူတို့ဆက်သွယ်ခဲ့ရင်လည်းကျွန်တော်တို့ကူညီဖို့အဆင်သင့်ပါဒါပေမဲ့ကျွန်တော်တို့ကိုဒါလည်းအစိုးရဖွဲ့သူတို့မဆက်သွယ်ပဲနဲ့ရန်ကုန်မှာရှိတဲ့ RCCI သူတို့နဲ့ contact ရတယ်သူ NGO တွေလည်းရှိတော့
အဲ့ဒီအချင်းချင်းဆက်သွယ်ပြီးတော့အခုသူတို့စီကိုလေအန်ရောမြောက်ဦးဘက်ကောလိုတဲ့နေရာတွေမှာပေါ့သူတို့ဆက်သွယ်ခဲ့ရင်ကျွန်တော်တို့ကဆန်အတွက်ကိုလိုအပ်တဲ့ပတ်စံပို့ပေးတယ်သူတို့ဟိုမှာရခိုင်ပြည်နယ်မှာကျဆန်ဝယ်လို့လွယ်တယ်ဆန်ဝယ်လို့လွယ်တဲ့အတွက်ပတ်စံတွေကိုကျွန်တော်ထင်တယ်2ချိန်3ချိန်လောက်ရှိပြီသူတို့ပေးတာကျွန်တော်ပလက်ဝကရောရခိုင်ပြည်နယ်အမ်ဘက်ကရောဟိုတိုက်ပွဲရှောင်ကရန်ကုန်ရောက်တာလည်းရှိတယ်ကျွန်တော်သိသလောက်ကဟိုမှာရှိတယ်ရွှေပြည်သာမှာရှိတယ်မော်ဘီမှာရှိတယ်နောက်ပြီးတော့တိုက်ကြီးမှာရှိတယ်အဲ့ဒီနေရာဒီမှာရောက်တဲ့လူတွေကိုလည်းကျွန်တော်ရန်ကုန်မှာရှိတဲ့ဟို RCCN ကအဖွဲ့တွေကလည်းကုညီထောက်ပံ့တယ်လို့အဲ့ဒီတချို့ပြည်နယ်အဆင့်ဟိုတိုင်းဒေသကြီးပြည်နယ်ကဝန်ကြီးတွေပေါ့ရန်ကုန်တိုင်းကဝန်ကြီးတွေပါလိုက်ပါပြီးတော့စောင့်ရှောက်ကုညီပေးတာတွေ့တယ်နောက်ပြီးမှဘာသာရေးအသင်းအဖွဲ့တွေပြည်တွင်းပြပအလှူရှင်တွေအဲ့လိုမျိုးတွေကလည်းနိုင်တဲ့လောက်စံစီစာဟိုပတ်စံတွေရောလှူဒန်းတာလည်းတွေ့ပါတယ်ခင်ဗျအဲ့ဒီမှာလည်းသူတို့ IDP camp လူမျိုးပဲဟိုဝါအိမ်နဲ့ဆောက်ပြီးတော့အဲ့လိုတွေနေကြတာလေးလည်းတွေ့ပါတယ်ဗျသူတို့ဆက်သွယ်လာရင်လည်းကျွန်တော်စီဆက်သွယ်လာရင်လည်းကျွန်တော်တို့ကကုညီထောက်ပံ့မှုအသင့်မဲ့ရခိုင်ပြည်နယ်ဘက်ကဒုက္ခတွေလို့လည်းကျွန်တော်ချင်းလူမျိုးတွေပဲလေဟုတ်အဲ့ဒီကျွန်တော်တို့ကအခုပြောရင်တော့ကျွန်တော်တယောက်တည်းအနေနဲ့အယူဆပါနော်ကျွန်တော်တို့ကပလက်ဝမြို့နယ်ကလူဦးရေလည်း3သိန်း1000လောက်ရှိတယ်ဟိုပါပေါ့ဟိုကြေးရွာအုပ်စုကလည်း95အုပ်စုနောက်မြို့ပေါ်ရက်ကွက်က9ခုပေါ့ပလက်ဝမှာရက်ကွက်4ခုစမိမှာရက်ကွက်3ခုရက်ကွက်9ခုနဲ့ကြေးရွာအုပ်စုက95ဖြစ်တဲ့ဟိုရက်ကွက်ကြေးရွာအလုံးပေါင်း102အုပ်စုရှိတာပေါ့နော်အဲ့ဒီမှာလူတွေကပြန့်ပြီးနေတယ်ကြေးရွာပေါင်းကလည်းချင်းပြည်နယ်မှာအများဆုံးပဲ393ရွာရှိတယ်393ရွာဖြစ်တဲ့အတွက်ချင်းပြည်နယ်မှာတော့အများဆုံးဟိုမြို့နယ်ပဲဆိုတော့အဲ့လိုပြန့်ကျဲနေတဲ့အတွက်ကျွန်တော်တို့ကဆင်းရဲနေတယ်လို့ကျွန်တော်ခံယူတယ်ကျွန်တော်ချင်းနေဟိုနားမှာအင်ဂျီ20နဲ့တရွာဟိုနားမှာအင်ဂျီ15လုံးနဲ့တရွာအင်ဂျီ30နဲ့တရွာဆိုတော့စာတင်ကြောင်းလောက်ရတာပဲဖြစ်ဖြစ်ကျမ်းမာရေးအတွက်အထောက်အကူပြုဖို့လုပ်တာဖြစ်အင်းခက်ခဲတဲ့အတွက်ကျွန်တော်တို့ကဒီကိုဒေသမှာရှိတဲ့လူတွေကိုမြို့ပေါ်မှာရောက်စေချင်တယ်။ဂျပန်နိုင်ငံပဲဖြစ်ဖြစ်ကိုရီးယားဖြစ်ဖြစ်အခြားနိုင်ငံတွေမှာကြည့်လိုက်ရင်မြို့ပေါ်နေတဲ့လူဦးရေများတယ်။တောမှာနေတယ်ဆိုတာနည်းတယ်။အဲ့ဒါကြောင့်လည်းသူတို့ကဖွံ့ဖြိုးတယ်တိုးတက်တယ်။ကျွန်တော်တို့ကတောမှာနေတာကိုပဲပျော်ပြီးတော့တောင်ရလောက်တာကိုပဲပျော်နေတဲ့ခါကျတော့မြို့ပေါ်မှာ20%လောက်ပဲရှိပြီးတော့တောမှာ80%လောက်ရှိတယ်။ဒါပေမဲ့ဟာခါဆိုရင်ဒီမှာကျွန်တော်ဟာခါကမြို့ပေါ်နေတဲ့လူကြီးဟာခါမြို့နယ်မှာဆိုရင်60%လောက်ရှိတယ်။နေမှာ40%လောက်ဆိုဟာခါတော့ချင်းပြည်နယ်မှာဒါစံပြထားရမယ့်မြို့ပဲ။ဘာကြောင့်ဒီမှာလာလဲဆိုဒီမှာပညာရေးကျမ်းမာရေးကောင်းတယ်လေ။ကရင်200ဆေးရုံရှိတယ်ပါရဂူတွေအကုန်နဲ့ဆေးကူရတယ်။နောက်တက္ကသိုလ်တွေအကုန်ရှိတယ်။ဝိဇ္ဇာသိပ္ပံကောလိပ်ကောနောက်တစ်ခါ GDI ပညာရေးကောလိပ်နောက်တစ်ခါဒီတပ်ဖွာတင်နာကျောင်းနော်နောက်ဘာသာရေးအဆောက်ဟိုကျောင်းတွေလည်းအကုန်ရှိတော့ဒီမှာလူတွေကတပြေးပြေးနဲ့လာနောက်ပြီးတော့လှက်စမီကလည်း24နာရီရတယ်ဆိုတော့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့အမြင်ကျလာတာကိုလည်းတွေ့ရတယ်ဆိုတော့ကျွန်တော်ဒေသမှာလည်းအခုပလက်ဝမှာလည်းတိုက်ပွဲရှောင်အခုဖြစ်တဲ့ချိန်မှာကြေးရွာတွေပြတ်သွားတယ်ဟိုနေဆက်မှာပြတ်သွားတာရှိတယ်အိန္ဒိယနေဆက်ဘင်္ဂလားဒေ့ရှ်နေဆက်မှာပြတ်တာရှိတယ်လို့ဒီပလက်ဝနီးနားတွိုင်းမှာရှိတဲ့ရွာတွေမှာလည်းပြတ်သွားတယ်ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီသူ့ရွာကိုသူတန်ရုံးစင်တော့ရှိကြလိမ့်မယ်ဒါပေမဲ့အဲ့ဒီကိုမသွားတော့ဘဲနဲ့မြို့မှာပဲအခြေချစေခြင်းတယ်ဥပမာပလက်ဝမှာရောက်တဲ့လူတွေဖြစ်နိုင်ပလက်ဝမှာအခြေချနောက်ပြီးတော့စမိမှာရောက်တဲ့လူလည်းစမိမှာအခြေချနောက်စိန်စင်ဝါမှာရောက်တဲ့လူလည်းစိန်စင်ဝါမှာအခြေချမိဇာမှာရောက်တဲ့လူလည်းမိဇာမှာအခြေချဆိုတော့မိဇာတို့စိန်စင်ဝါတို့ဟလာဒီဟိုစမိတို့ပလက်ဝတို့အထက်တန်းကျောင်းတွေရှိရလေနောက်ပြီးတော့ဆေးရုံဆေးကနေလည်းရှိတယ်ဆရာဝန်နဲ့ဆေးကူလို့ရတယ်နောက်ပြီးတော့လက်စမီတွေလည်းဟိုပေါ့ဂျန်နရေတာနဲ့မောင်းတဲ့လက်စမီတော့ရှိတာပေါ့နော်ဒီလိုလေးဖြစ်တဲ့ကျွန်တော်ကတော့ကိုယ်ဒေသခံတွေကိုမြို့ပေါ်မှာပဲနေစေချင်တယ်